ခင်ခရစ်တော်၌ခြေသားစွာသောသာသမီအပေါင်းတို့ဒီကနေ့ကောင်းကင်ဘုံတို့ပင့်ဆောင်ခြင်းခံရတဲ့မေရောရဲ့ခေမရဲ့ပွဲနည်းအမိအတဲ့တော်တွေ့ပွဲနည်းကြီးဆက်ထဲမှာပဲတို့ကျောင်းတော်ရဲ့ပွဲနည်းလည်းဖြစ်တယ်ဆိုတာအားဘုံဝမ်းမြောက်စရာပေါင်းပါပါတယ်အမိကဲတလိတဲ့တော်အနေနဲ့အမိမေရောမာရီယာနဲ့ပတ်သက်ပြီးတော့ယုံကြည်ရချက်ဆိုတာအရေးကြီးတဲ့လေးချက်ကိုယုံကြည်ဖို့ရှိညာထားပါမာရီယာဖီယာရဲ့အမေတော်ဖြစ်ကြောင်းယုံကြည်ရချက်ဖြစ်AD 431မှာကျင်းပတဲ့ Ephesus Council မှာကြီးညာခဲ့ပါတယ်မာရီယာထာဝဆင်အပြုပညာဖြစ်ခြင်းကို AD 553မှာကျင်းပတဲ့ Second Council of Constantinople အစည်းအဝေးမှာယုံကြည်ရချက်ကြီးညာခဲ့ပါတယ်အပြစ်မဲ့တရီလူတော်မေရောမာရီယာရဲ့ဝေကိုယုံကြည်ရချက်ဖြစ်ဘုရားဟမင်းကြီးယူစ်ကိုမြောက်ကိုဖားမြောက်မှာယုံကြည်ရချက်ဖြစ်ဒီဇင်ဘာလ10ရက်နေ့1854ခုနှစ်မှာကြီးညာခဲ့ပါတယ်မာရီယာမေရောမာရီယာခန္ဓာဝိညာဉ်နဲ့ပါပေါင်းခဲ့မလို့ပင်ဆောင်ခြင်းဦးခံယူပင်ဆောင်ခြင်းခါရဲဆိုတဲ့ယုံကြည်ရချက်ကိုပုပ္ပဟမင်းကြီးပါယစ်12မှာနိုဝင်ဘာလတရက်နေ့1950ခုနှစ်မှာအထူးတည်းကြီးညာခဲ့ပါတယ်အစဒီကနေ့ကောင်းကင်ဘုံတို့ပင်ဆောင်ခါရတဲ့မေရောရဲ့အကြောင်းကိုရေတော်ချမ်းအခန်းကြီး7နဲ့အခန်းငယ်7မှာရိယံတော်တိတ္တကိုမြင်တွေ့ရပါတယ်ေပြောဝရစခန်းကြီးကိုအခန်းငယ်4မှာဒီပရိယံတော်တိတ္တတော်အတွင်း၌မာနမုံထက်ထားတဲ့ဆွေကိုအဖို့အငြင်းထွက်တဲ့အာရရဲ့သစ်သားတို့နဲ့ပြင်းရတော်များပါရှိတဲ့ကြောက်ပြားနတ်ဖျားရှိထားရှိတယ်တော်ကိုလည်းဒီ covenant ပြင်းရတဲ့တစ်တာအတိပဲရှိတယ်ရတော့ကြာခန်းကြီး7ခန်းငယ်2မှာကောင်းကင်ရှိမေရောသခင်ဤဘုရားသခင်၏ဗိမာန်တော်သည်ပွင့်လာ၍ဗိမာန်တော်အတွင်း၌ပူတော်ဤပရိယံတိတ္တတော်ကိုမြင်နိုင်၏စီယိုတင်တော်ရဲ့ဖခင်ကြီးများဒီလူကခန်းကြီးတိအခန်းနဲ့35ကိုကူးကားပြီးတော့မေရောမာရီယာကိုပရိယံတိတ္တတော်နဲ့နိုင်ရှင်ခဲ့တာဖြစ်ပါတယ်။အဲကြောင့်မေရောမာရီယာရဲ့ခန္ဓာမှာဓာတ်တော်မွေတော်များအခြားယဟန်သားများလို့မကြံရှိခဲ့ပါဘူး။မေရောမာရီယာရဲ့သင်္ချိုင်းကိုဆိုတာဘယ်နေရာမှမတွေ့ခဲ့ပါဘူး။ကမာကျမ်းစာ၌မေရောမာရီယာကောင်းကင်ဘုံ၌ရှိတယ်ဆိုတဲ့အမတ်လက်ဆန္ဒများတော့တွေ့ရှိရခြင်းစီထုံတဲ့တင်များသမိုင်းရာဇဝင်များမှသိရှိရခြင်းဇီဝခရစ်ယာန်စာပေအရေးသားများတုံ့ပြန်ချက်များဩဝါဒများမှလည်းသိရှိရခြင်းဒီပင်ဆောင်ခြင်းခါရတဲ့မေရောသခင်မရဲ့ပွဲတော်ကိုဇီဝခရစ်ယာန်များမှစတင်ပြီးတော့ကျင်းပခြင်းဖြစ်တဲ့အကြောင်းကျွန်တော်တို့ယုံမှာ
တန်တရားမရှိပါဘူးဒါကြောင့်ပါဒါမေရောဟာဘာကြောင့်မူပေါင်းကံကိုเป็นဆောင်ခြင်းခံရတယ်မေရောဟာ the new up of the new covenant ဘုရားနဲ့လူများကြားခံဖြစ်ရွေးချယ်ခံရတယ်ဘုရားသခင်ရဲ့ထူးခြားတဲ့ကြီးရောကိုခံစားတဲ့ပုဂ္ဂိုလ်များအပြည့်နဲ့ကျင်းတဲ့သူမိမိဝန်တော်၌ဝေထားမဲ့သူဒီဘုရားရဲ့သားတော်တန်ရှင်းမြင့်မြတ်သူလူသားအလုံးကိုအပြည့်မှကယ်တင်တော်ကယ်တင်ရှင်ဖြစ်တဲ့အတွက်ကြောင့်ဘုရားခင်ဒီအစအုံမှစပြီးတော့မေရဒခေမဟာတန်ရှင်းမြတ်မြတ်ရှိခဲ့ခြင်းဖြစ်ပါတယ်ဆိုတာဂျုံမှာပါရမရှိပါဘူးအပြည့်ရဲ့ကင်းစင်တဲ့အခွင့်ထူတဲ့ပိဋကအပြည့်ရဲ့အခုခါဒီတည်ခြင်းဖြစ်သည်ဒါကြောင့်မေရောကိုအပြည့်နဲ့တည်ခြင်းဒီသူမကိုမလောလိုက်ဘူးကျွန်တော်အားလုံးကြည့်တဲ့အတိုင်းပဲမေရောခေမရဲ့အတ္တတာကိုကြည့်မယ်ဆိုရင်မေရောဒီတည်ခြင်းမတည်ခြင်းဒီအဓိကအချက်တော်မဟုတ်သူမရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်နဲ့ဖျားကောင်းကင်ဘုံတို့ပင်းဆောင်ခါရတွေကအဓိကဖြစ်တယ်။ဒါကြောင့်သူဟာအခုကောင်းကင်ဘုံမှာရှိတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်နေတာဖြစ်ပါတယ်။ဒီချင်းဖျားဒီအဲဝမတဆင်ဆလာခဲ့တယ်။အတ္တိမေရောမာရိယာမှာတဆင်လာတယ်ဆိုတာဒီတမန်ကျမ်းစာကိုအထူးပြုတဲ့စင်ကြယ်မှာကျွန်တော်တို့ရေးသားခဲ့ဒါကြောင့်တန်ရှင်းသောပရိယံတစ်တာတော့ဘုရားသခင်ကျင့်ဝတ်ရာနေရာတန်ရှင်းသောဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တဲ့မေတော်ဒီမိကြီးမိမုံပြန်ဖြစ်တဲ့ဆုမေဆိုကြဘယ်သူအားမှာတော့လက်ခံနိုင်မှာမဟုတ်ဘူးဆိုပြီးတော့စင်ရောဘာကလည်းအတိအကျကျွန်တော်တို့အားပြီးထားပါဒါအဲ့ဒါအကြောင်းလေးကိုထောက်ဆုပြီးတော့တေချာတဲ့အချက်တစ်ခုကတော့ယခုကျွန်တော်တို့လည်းသူမသားတော်ရဲ့ဇာစပလင်လေးမှာအမေရာတိုက်ရိုက်ဆုတောင်းပြီးမဲ့သူတူဟာဘယ်လိုလဲဆိုတော့ယဟန်တာလည်းမဟုတ်မဲတော်ပါဗျာယဟန်တာရဲ့အဲမှာအမြင့်မြတ်ဆုံးကဲတဲ့ရှင်နဲ့အနိကဆုံးကာနလက်ထပ်ပွဲမှာလိုပဲကျွန်တော်တို့အတွက်အကိုကြီးကိုတောင်းပြီးနေစေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေလည်းတဏှိလောကတက်တာပုံဆုံးချိန်မှာခံစားရရှိမဲ့ဘဝအတ္တိရှိတယ်ဆိုတဲ့ဘုရားသခင်ပြီးတော်မူတဲ့ဂရုတော်ကိုမှန်ကန်တဲ့အကြောင်းမေရောစီကနေကျွန်တော်တို့သိနိုင်ပါတယ်။ဒါကြောင့်သခင်ခရစ်တော်ကိုယုံကြည်တဲ့ကျွန်တော်တို့ဒီနောက်ဆုံးနေ့၌မေရောတို့ကောင်းကင်ဘုံတို့ခန္ဓာနဲ့ဝိညာဉ်ပင်ဆောင်ခြင်းခါရမှာအမှန်တကယ်ဖြစ်တယ်။အရှင်ထာဝရပြုဆွမ်းခြင်းခါရမယ်။ဒါဆိုဒီကနေ့ကျွန်တော်စဉ်းစားတဲ့အချက်တစ်ခုကြတော့ကျွန်တော်ရဲ့ခရစ်ယာန်အတ္တကိုဘယ်လိုအသက်ရှင်တယ်လဲ။အောင်စဉ်းစားရအောင်။အရာရာတိုင်းနဲ့ဘုရားသခင်ကိုအမှန်တကယ်သစ္စာရှိရလား။ကောင်းကင်တို့တွားရလားနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လောကပြောဆွေးမှုများစိတ်ခံစားခြင်းများနောက်ပဲလိုက်ပြီးအသက်ရှင်နေမိသလား။အပိထဲမှာဒီမောနေပြီးထိုအပိမြတ်အတွက်နောင်တမရပဲဆက်လက်အသက်ရှင်နေဆိုရင်
ကျိုးဖြစ်တဲ့တည်ခြင်းကိုခါရမှာဖြစ်တယ်မကောင်းမှုနဲ့အပြစ်ကိုရှောင်ကောက်ချစ်တော်စိတ်များဖယ်ကောင်းမှမှုမနာခံမှုစိတ်ဓာတ်များကိုမိမိတို့ဘဝမှာထုတ်ပြရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့မေတော်ကိုအတူတူကြဆိုမေတော်ကိုမိမိတို့ရဲ့ယုံကြည်ခြင်းဘုရားသခင်အားလုံးလုံးလေးရဲ့ဆက်ကပ်ဘုရားသခင်ကိုချစ်ခင်တဲ့နေရာမှာလို့ဆောင်ကြံတိုင်းတဲ့ကြံဆောင်တဲ့အချိန်မှာကျွန်တော်တို့မှာမေတော်ကိုနေနေချချဖြောင်းမှခြင်းတရားနဲ့တရားမြတ်တခြင်းကိုအထူးတလည်းကျွန်တော်တို့ဥစားပြကြပါစို့ကျွန်တော်တို့တွေဟာအဖွဲ့အစည်းတိုင်းမှာစံပြခရစ်ယာန်များဖြစ်ဖို့မေတော်ကနေကျွန်တော်တို့တွန်းတင်နေပါတယ်တိစ္ဆာရှိရတက်တိခါသူများဖြစ်ရမေတော်မာရိယာလိုပဲဘုရားသခင်တပါးထိတ်ကိုတာချစ်ရဘုရားသခင်ကိုတာအလိုရှိကြစို့ကျွန်တော်တို့ဆောင်ဖို့တိုင်းမှာဘုရားသခင်အားကျင့်နာအားရရှိကြစို့လူတို့ဒီရက်ဆက်ကြမ်းကြုတ်ညင်ပါတဲ့ဆက်တတ်သူများကိုကြောက်ပြီးထက်မာရနိုင်ငံဒီမေရမာရိယနာမနဲ့ကာကွယ်ဆောင်ရှောက်မှုကိုပုံမကြောက်နေတယ်ဆိုပြီးတော့စင်ဝရဝင်ချာကလည်းကျွန်တော်တို့တွန်းတင်နေပါတယ်။ဒါကြောင့်ကျွန်တော်အားလုံးဘုရားသခင်ထံအမိမေတော်လိုပဲဘုရားသခင်တပါးထဲကိုသာရှင်းနိုင်ဘူးဘုရားသခင်ရဲ့နောက်တော်တို့စိတ်ဆွမ်းစိတ်တရားနဲ့လိုက်ပြီးအစီခံဖို့ဘုရားသခင်ရဲ့တရားတော်၌ပြောဆွမ်းပြီးတော့သူရဲ့တရားတော်နဲ့အညီတိစ္ဆာရှိစွာမေတော်လူအသက်ရှင်နိုင်ကြဆုတောင်းကြပါစို့